Dell Origin နဲ့အိတ်နဲ့ Dell Wireless Mouse လေးလည်းလက်ဆောင်ထည့်ပေးထားသေးတယ်နော်မင်္ဂလာပါရှင်ဒီနေ့မှာတော့ Dell laptop တွေကကျောင်းသားသုံးရုံးသုံးအပြင်ကိုမှ performance ကောင်းကောင်းလေးနဲ့သုံးချင်တဲ့ customer တွေအတွက် Dell DC 15250ဆိုတဲ့ model လေးနဲ့မိတ်ဆက်ပေးချင်ပါရှင်CPU အနေနဲ့ဆိုလို့ရှိရင်လည်း Intel Core i5 13 ချန်ကိုသုံးထားပြီးတော့ RAM ကတော့ 8GB/5 400စီပါဝင်ပါတယ် SSD ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း 512M.2 PCI SSD ကိုသုံးထားပြီးတော့ screen size ဆိုလို့ရှိရင် 15:6 လက်မကိုမှသုံးထားပေးပါရှင့်15:6 လက်မဖြစ်တဲ့အတွက်ကြောင့်မို့လို့ zoom glass တက်တဲ့အခါကြီးဖတ်ပြီးလို့ရှိရင်စည်ရေးစရာပိုင်းလုပ်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီကောင်လေးကပေါ့ပါလေးနဲ့အဆင်ပြေစေမဲ့လက်တော်လေးဖြစ်ပါတယ်ရှင့်နောက်ပြီးတော့နာမကီလေးလည်းပါတဲ့အတွက်ကြောင့်မို့လို့စည်ရေးစရာပိုင်းသုံးမဲ့သူတွေဆိုလို့ရှိရင်လည်းဒီလက်တော်လေးကတင့်တော်မဲ့လက်တော်လေးဖြစ်ပါတယ်နော်point အနေနဲ့ဆိုလို့ရှိရင်လည်း USB port 2 port HDMI port 1 port Type C port နဲ့ SD card port တွေပါဝင်သွားမှာဖြစ်ပြီးတော့နှစ်ချက်ပေါ်ပါဝင်သွားမှာဖြစ်ပါရှင်။ကာလာအနေနဲ့ဆိုလို့ရှိရင်လည်းအခုမြင်နေရတဲ့အတိုင်းကာဗွန်ဘလက်ကိုသုံးထားပြီးတဲ့ကြောင့်မို့လို့အနှဲ့အောင်ကြိုက်တဲ့ customer တွေအတွက်တော်တော်လေးကိုမှအဆင်ပြေစေမဲ့လက်တော်လေးဖြစ်ပါရှင်။ Randy ဘိုင်းနေနေဆိုလို့ရှိရင်လည်းပတ်စားပြီးကို2နှစ်ပေးထားပြီးတော့ battery နဲ့ data ကိုတော့ဝယ်ရင်ရပေးထားပါရှင်။အိမ်ဝမှာဝယ်ယူမယ်ဆိုလို့ရှိရင်တော့ software စားပြီးကိုတသက်တာအမှတ်ခံပေးထားပါရင်နော်။လက်ဆောင်ပစ္စည်းတွေနဲ့ဆိုလို့ရှိရင်လည်း Dell Origin နဲ့အိတ်နဲ့ Dell Wireless Mouse လေးလည်းလက်ဆောင်ထည့်ပေးထားသေးတယ်နော်။ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်လည်း38,8500အတိနဲ့ရရှိမှာဖြစ်လို့အိမ်ဝဆိုင်ခွင့်5ဆိုင်လုံးမှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုက်ပါရှင်။